ဒါရှားတဲ့ဒဏ်ရာရရှိမှာဖြစ်တဲ့အပြင်ပိုးဝင်တဲ့ဒုက္ခတွေပါခံစားရမှာဖြစ်ပါတယ်ခန္ဓာကိုယ်ပေါ်ကအမွှေးမြင်တွေကိုဖယ်ရှားဖို့အတွက်ရိတ်နေတော့မဲလားဝက်လုပ်နေတော့မဲလားရိတ်တဲ့နီလန်ကိုအသုံးပြုမယ်ဆိုလို့ရှိရင်တော့ဒါရှားတဲ့ဒဏ်ရာရရှိမှာဖြစ်တဲ့အပြင်ပိုးဝင်တဲ့ဒုက္ခတွေပါခံစားရမှာဖြစ်ပါတယ်ပြီးတော့တစ်ပတ်တစ်ခါအမြဲတမ်းရိတ်ရတဲ့အတွက်အချိန်ကုန်တဲ့ဒုက္ခကိုလည်းခံစားရမှာဖြစ်ပါတယ်တကယ်လို့အမွှေးမြင်တွေကို shape လုပ်တဲ့နီလန်မဟုတ်ဘဲနဲ့ wax လုပ်တဲ့နီလန်ပေါ့နော်ဖျောင်းနဲ့တုပ်ပြီးတော့ဖယ်ရှားမယ်ဆိုလို့ရှိရင်တော့မှွှေးညင်းပေါက်လေးတွေကိုစိုးစီတဲ့ ingrown hair တွေထွက်လာမှာဖြစ်ပါတယ်ပြီးတော့အလွန်မင်းငါကျင်တာကိုလည်းခံစားရမှာဖြစ်ပါတယ်အဲ့အတွက်ကြောင့်မို့လို့ခန္ဓာကိုယ်ပေါ်ကမလိုအပ်တဲ့အမွှေးမြင်တွေကိုဖယ်ရှားဖို့အတွက်ဒေါက်တာအနေနဲ့တော့ laser hair removal ဖြစ်တဲ့ diode laser နဲ့အမွှေးမြင်တွေကိုဖယ်ရှားဖို့အတွက် recommend ပေးချင်ပါတယ်ဒါဆိုရင် diode laser ကဘာလဲသူနဲ့ဘယ်လိုမျိုးမွှေးမြင်တွေကိုဖယ်ရှားလို့ရလဲဆိုတာကိုဒေါက်တာကပြောပြပေးသွားပါမယ်diode laser ဆိုတာကတော့သူ့ရဲ့ laser beam လေးတွေကထွက်လာတဲ့အချိန်မှာဝှင်းညင်းပေါက်လေးတွေနဲ့ထိသွားလို့ရှိရင်သူ့ရဲ့ target က hair follicle လေးတွေကိုတွားပြီးတော့နှောက်ယှက်ပါတယ်ဖြည့်ဆည်းပစ်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့လို့ဝှင်းညင်းပေါက်လေးတွေကိုသူ့ရဲ့ function ကို short ချပေးမှာဖြစ်ပြီးတော့မွှေးထွက်တဲ့နှုန်းကိုတိတိတတ်ရုံနေစီလာမှာပဲဖြစ်ပါတယ်diode laser ကိုဘယ်နေရာမှာရှိတဲ့အမွှေးမြင်တွေကိုဖယ်ရှားဖို့အသုံးပြုလဲဆိုလို့ရှိရင်တော့ facial hair လို့ခေါ်တဲ့မျက်နှာမှာရှိတဲ့အမွှေးမြင်တွေဖြစ်တဲ့နှာခမ်းမွှေးမုတ်စိတ်မွှေးတို့ကိုဖယ်ရှားဖို့အသုံးပြုတယ်လို့ဂျိုင်းမွှေးလက်သလုံးမှာရှိတဲ့အမွှေးလေးတွေပြီးတော့ခြေထောက်ဒီခြေသလုံးပေါင်မှာရှိတဲ့အမွှေးမြင်တွေဖယ်ရှားဖို့အတွက်အသုံးပြုနိုင်တယ်လို့မိန်းကလေးတွေရောယောက်ျားလေးတွေရော private area မှာရှိတဲ့အမွှေးမြင်တွေကိုဖယ်ရှားဖို့အတွက်လည်းအသုံးပြုလို့ရှိပါတယ်ရှင်diode laser နဲ့အမွှေးမြင်ဖယ်ရှားဖို့အတွက်အာနိသင်တိတာဖို့အတွက်ဆိုလို့ရှိရင်တော့ဘယ်နှကြိမ်လောက်လုပ်မလဲဆိုတာကိုသိကျင်ကြမယ်လို့ထင်ပါတယ်။ diode laser နဲ့အမွှေးမြင်ဖယ်ရှားတဲ့အခါမှာတိတာတဲ့အာနိသင်ကိုရရှိဖို့အတွက်9ကြိမ်ကနေ10ကြိမ်အထိလိုအပ်နိုင်ပါတယ်။နှစ်ပတ်ခြားတစ်ခါ treatment မှန်မှန်လေးယူသွားပေးဖို့လိုပါတယ်ရှင်။ diode laser ရဲ့အဓိကအားသာချက်တွေကဘာတွေလဲဆိုရင်diode laser ကနံပါတ်1အချက်အနေနဲ့ permanent result ကိုရရှိစေတယ်။သူကမွှေးညင်းပေါက်လေးတွေဖြစ်တဲ့ hair follicle လေးတွေကိုပျက်စီးစေတဲ့အတွက်ကြောင့်မို့လို့အမွှေးပေါက်နှုန်းကတိတိတတ်တာကျလာတယ်။အဲ့ဒီအတွက်ကြောင့်မို့လို့သူက permanent result ကိုရရှိစေပါတယ်။ဒုတိယချက်အနေနဲ့ဆိုလို့ရှိရင်တော့အချိန်ကုန်သက်သာတယ်။ diode laser ကို6ကြိမ်ကနေ8ကြိမ်ပြုလုပ်ပြီးသွားတဲ့အချိန်မှာဆိုလို့ရှိရင်အမွှေးပေါက်တဲ့ဟာကတော်တော်လေးကိုရောနေသွားတဲ့အတွက်ကြောင့်မို့လို့2 နှစ်လောက်နေတော့မှပဲတစ်ခေါက်လောက်ပြန်ပြီးတော့ဒီ hair removal ကိုပြန်လုပ်ပေးရမှာဖြစ်တယ်။အဲ့ဒီအတွက်ကြောင့်မို့လို့အချိန်ကုန်သက်သာတယ်။တတိယအချက်အနေနဲ့တော့ diode laser ကနာကျင်မှုလုံးဝမရှိတဲ့အပြင်နောက်ပိုင်းအခု cherry cake မှာအသုံးပြုပေးနေတဲ့စက်ပစ္စည်းတွေဆိုလို့ရှိရင် cooling system လေးပါရှိတဲ့အတွက်ကြောင့်မို့လို့အေးလေးနဲ့တက်တောင့်တက်တာဖြစ်တဲ့ခံစားချက်ကိုရရှိစေမှာပဲဖြစ်ပါတယ်။နောက်ချက်အနေနဲ့ကတော့သူကအမွှေးဖယ်ရှားမှုပြုလုပ်တဲ့နေရာလေးမှာရှိအသားအရည်ကိုချောမွေပြီးတော့ဝင်ပါလာစေတယ်။ဘာဖြစ်လို့လဲဆိုတော့ hair follicle လေးတွေကိုဖြည့်ဆည်းရင်းနဲ့ပဲ melanin ဓာတ်တွေကိုရောနေလာစေတဲ့အတွက်ကြောင့်မို့လို့ကုသမှုခံယူထားတဲ့ area လေးကချောမွေလေးနဲ့ဝင်ပပလေးဖြစ်နေမှာဖြစ်ပါတယ်။နောက်ဆုံးချက်အနေနဲ့တော့ဒီ diode laser hair removalလုပ်တဲ့အချိန်မှာသူက baking စိတ်ချရတယ်ပေါ့နော် side effect မရှိသလောက်နဲပါတဲ့အပြင် cherry cake မှာရှိရဲ့ဒီစက်တွေဟာဆိုရင်အသားအရောင်လိုက် energy ကိုထိန်းညှိပေးနိုင်တဲ့အတွက်တော်တော်လေးကို baking စိတ်ချရတဲ့အမွှေးဖယ်ရှားတဲ့နည်းလမ်းတစ်ခုဖြစ်တဲ့အတွက်ဒေါက်တာက recommend ပေးချင်ပါတယ်ရှင်ဒီနေ့တော့ diode laser နဲ့အမွှေးမြင်ဖယ်ရှားတဲ့နည်းလမ်းတွေကိုသိရှိသွားကြပြီလို့ဒေါက်တာမျှော်လင့်ပါတယ်ထပ်ပြီးတော့သိစိတ်သိချင်တာများရှိလို့ရှိရင်တော့ဒီ post ရဲ့ comment မှာပဲဖြစ်ဖြစ် page ရဲ့ messenger မှာပဲဖြစ်ဖြစ်လာရောက်ပြီးတော့မေးမြန်းလို့ရပါတယ်ဒေါက်တာတို့ကအလင်းတင်တယ်လို့မျိုးပြန်လည်ပြီးတော့ဖြေကြားပေးတော့မှာဖြစ်ပါတယ်အားလုံးပဲအမွှေးမြင်ကင်းပြီးတော့လှပတဲ့အလှတွေပိုင်ဆိုင်နိုင်ကြပါစေလို့ဒေါက်တာဆုမွန်ကောင်းတောက်ပေးလိုက်ပါတယ်နော်